Hello အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကတော့သာတို့ကင်ကားထဲမှာ museum ကို fit train ပထမဆုံးခရီးထွက်ကြတာပဲဖြစ်ပါရဲ့နော်ကလေးတွေလေ့လာရေးခရီးမှာအမေတွေကနေပြီးတော့ volunteer အနေနဲ့ပါဝင်ပြီးကူညီပေးတာပဲဖြစ်ပါတယ်မေမေတွေအကုန်လုံးကတော့မပါဘူးတချို့မေမေလေးတွေပဲပါပါတယ်ကလေးတွေကတော့ very excited ဖြစ်နေကြတယ်အရန်ပျော်နေကြတယ်ကလေးတွေကတော့သူတို့လေးတွေကကပေါ်တက်ကြတယ်အမေတွေပါလာတော့လေတချို့ကလေးတွေဆိုအရန်ပျော်တာပေါ့ဒါငါအမေဒါကငါအမေဆိုပြီးတော့ကလေးတွေကအရန်ပျော်ကြရလေအဲ့ဒါသူတို့ရဲ့လေးလာရေးကြီးဒါပထမဆုံးအချိန်ပဲဖြစ်ပါတယ်ပြီးတော့သူတို့တွေအဲ့မှာလေးလာရေးကြီးတော့ပြီးတော့ဆရာမတွေရဲ့စေခန်းကိုစနစ်တကျနားထောင်ပြီးတော့restaurant ဆို restaurant စားရှင်မှာဆိုစားရှင်အဲ့လိုပုံစံနဲ့တော့ကြတာအရန်ပျော်စရာကောင်းတယ်ကိုတွေကလေးပထမဆုံးအချိန်ကလေးတွေနဲ့လိုက်တာဆိုတော့ကိုတွေကလေးပျော်ပျော်ပါပါလေးပေါ့ပါဝင်ကူညီပေးကြတာအရန်ပျော်စရာကောင်းပါလိမ့်ရှင်အဲ့ဒါလေးကိုမတ်တန်လေးတစ်ခုယူထားခြင်းဖြစ်ပါတယ်အဘူတေးရဒါလေးကတော့ကလေးတွေကစားတော့ကြပြီလို့ lunch စားပြီးလို့သူတို့ခဏကစားကြဆိုပြီးတော့ကစားခိုင်းထားတာပန်းချန်တင်မှာအရန်ပျော်နေကြကလေးတွေကခါတိုင်းဆိုကြောင်းမှာပဲဆောကြရလေဒီနေ့တော့ပန်းချန်တင်မှာကစားရတော့သူတို့လေးတွေလည်းအရန်ကိုပျော်နေကြတာစားတော့ပြီးလို့ကိုမိုက်ကလေးတွေတိမ်ပျော်တဲ့လူကပျော်ကလေးတွေပျော်နေတဲ့ပုံရိပ်လေးတွေပါရှင်ဒါလေးကကြတော့ training ပေးနေတာသူတို့ဆရာမတွေက morning ဖြစ်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ training ပေးတာသူတို့အဲ့လို training လုပ်ပြီး I hear burning ဆိုပြီးတော့အဲ့လိုမျိုးမြေပြင်မှာလေးပြီးတော့ကစားနေကြတဲ့ပုံလေးတွေပါနော်ဒါလေးကဒါလေးကကြတော့ဖိုတိုဘုတ်လေးပေါ့ဖိုတိုဘုတ်လေးပုံစံနဲ့လှုပ်ထားတာသူတို့တွေကရမ်းစိတ်ဝင်စားပြီးတော့အဲ့ဒါလေးကိုအလူရက်တယောက်ပြီးတယောက်လူပြီးကင်နေကြတာအဲ့ဒါရမ်းပျော်စရာကောင်းပါလေရှင်ဒါလေးကြတော့သူတို့ကလက်ကဘာကိုရောက်တော့တယ်လို့ခံစားနေရပြီတချို့ကလေးတွေဆိုရင် I want to go there နဲ့ကလေးတွေကရမ်းပျော်နေကြတာအဲ့မှာ relax လုပ်ပြီးတော့ချင်းနေကြတဲ့ပုံလေးပါရှင်ဒါလေးတွေကတော့သူတို့ရဲ့မှတ်တမ်းလေးတွေကိုပို့တိုရိုက်ထားတာလေးတွေပဲဖြစ်ပါရဲ့နော်အဲ့ဒါလေးတွေကိုလေတာတို့ကြည့်လာတဲ့အချိန်ကျရင်ကြည့်လို့ရအောင်ဆိုပြီးတော့ဒီဗီဒီယိုဖိုင်လေးမှာဒီပို့တိုလေးတွေကိုပါတခါတည်းထေးပေးထားတာဖြစ်ပါရဲ့ရှင်သူတို့တွေကြည့်လိုက်ရင်ကင်တင်ကားတဲ့အချိန်တုန်းကကိုတွေတော့ခိတာပါလားဆိုပြီးတော့တာတို့ပြန်ကြည့်လို့ရအောင်ဆိုပြီးတော့မေမေကYouTube မှာဆေးထားခြင်းဖြစ်ပါတယ်အားကြောင့်မို့လို့ဒီထက်မှာတခါတည်းဗီဒီယိုရောပုံလေးတွေရောတခါတည်းတင်ပေးလိုက်ခြင်းဖြစ်ပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒါမေမေပေးထုတ်လိုက်တဲ့အချိန်ပေါ့ကလေးတွေမုံစားကြတဲ့အချိန်လေးတွေဒါလေးတွေကိုကြတော့ပို့တိုလေးတွေပဲတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးအားပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်